မင်္ဂလာပါအဖိုးကြီးတနေ့ရှိပြီကင်ဆာယောဂဖြစ်တာမနေ့က2025 18ရက်နေ့ကနေကင်ဆာဖြစ်လိုက်တာအခု18ရက်နေ့ဆိုရင်ဂျူလ18ရက်နေ့ဆိုတနေ့ပြည့်ပြီကင်ဆာလဲဘာလို့ဖြစ်လဲဆိုတော့စီတူဘူးတွေစားတယ်ငါတက်တာအဲ့လိုမျိုးငါတက်တာလောလောကူခေါက်ဆွဲကြုံခေါက်ဆွဲပြုတ်တွေစားအဲ့လိုစီတူဘူးတွေစားလို့စီတူဘူးတွေမှာ preservative တွေပါလာတာကိုကွာအဲ့ preservative တွေကနေကင်ဆာယောဂဖြစ်တတ်တယ်အဲ့တော့မသိဘဲနဲ့စားတိုင်းရတဲ့နောက်တော့ကင်ဆာယောဂဖြစ်ရောဖြစ်တဲ့ခါယောဂ symptom တွေကဟိုအိတ်တခါကြတော့ကျိုးတွေပေါ့နာဆိုဖာနဲ့အိတ်တာပဲအိတ်မှုရတဲ့အိတ်တွေတမျိုးရဘူးနောက်တစ်ခါဘိုက်ဒီကျုံအဲ့နဲ့မရဘူးဝမ်ဘိုက်နဲ့တစ်ခါအိတ်တော့လဲဘိုက်ကကိုနာနေချက်နာအဲ့ဒါနဲ့ဟာဖြစ်ဘူးဆိုတော့ခါကြတော့ဆံဝန်တော့ပြအောင်မဆိုတော့ပြတော့ emergency သွားတယ်ဝင်းနေလည်းချုပ်တာနှစ်ပတ်လောက်ရှိတယ်အဲ့ဒါနဲ့အဖိုးကြီးရှာရှိပြီးတော့တခြားကိုမတော့ဈေးဝယ်လိုက်တယ်ဈေးဝယ်တဲ့ခါကျတော့ကားအစီတဲ့ဖြစ်ကားအစီတဲ့နဖူးနဲ့မှန်နဲ့ screen နဲ့တိုက်တဲ့ခါဒီဇက်ကပူသွားတော့ကွာအခုလည်းပြန်ကောင်းလာအဲ့ဒါနဲ့ပလိကနေစေယုံပို့လိုက်စေယုံပို့လို့စေယုံကနေစမ်းတက်ခါကြတော့ဒီအနေနော်ကင်ဆာယောဂဖြစ်ဟာအဲ့ဒါနဲ့စေယုံမှာလေးရက်လောက်နေရတယ်အဲ့လေးရက်လောက်ကုန်စမ်းတော့ကုန်လို့စမ်းတက်နေ့စဉ်စမ်းတက်အဲ့ဒါနဲ့ဒီကင်ဆာလင်ဖိုမာကင်ဆာဖြစ်နေအဲ့ဒါနဲ့ဒီစီကူရတော့ပေါ့ကွာကင်ဆာယောဂဟူဒီကလည်းလူငယ်တွေကိုတော့ဗမာပြည်မှာကိုနဲ့တိခဲ့တဲ့လူငယ်တယောက်ပါပဲသူကလည်းကင်ဆာဖြစ်ပြီးတော့ခါကြတော့အဲ့ဒီကင်ဆာနဲ့4 နှစ်လောက်ရှိတယ်လက်နဲ့တော်ရပြောက်လိုက်တခြားဘာဖြစ်လိုက်ပြန်ဖြစ်လိုက်အဲ့လိုမျိုးနဲ့နောက်ပိုင်း4 နှစ်ကျော်တဲ့ခါကျတော့သူခင်ဗျာဆုံးသွားရှာကင်ဆာကတချို့ကြတော့အသက်ကင်ဆာဖြစ်တဲ့လူကဥမာကြီးကင်ဆာဖြစ်ရင်ဖြစ်အဲ့လိုမျိုးပဲယောဂတွေပြန့်သွားတော့အကြောက်ရအဲ့ဒါနဲ့အဲ့ဒီမိုင်းကင်ဆာဖြစ်တဲ့ခါကျတော့တက်ကူအဲ့ဒါနဲ့တချို့ကြတော့မကုနိုင်တော့ဆုံးတဲ့အသက်ဆုံးရှုံးတဲ့လူတွေလည်းရှိတယ်ပေါ့ကွာအဲ့ဒါမျိုးပဲခုဒီဖိုးကြီးကိုဇူလိုင်လ15ရက်နေ့မှာချက်ရင်ဘကို CT scan လုပ်မယ်နောက်တစ်ခါကျဒီဘက်ဝမ်ဘနောက်တစ်ခါ abdomen နောက်တစ်ခုဟာ pelvic စီကုံပေါ့ကွာ CT scan တော့ခါကျတော့ဘယ်မှာကင်ဆာဖြစ်နေလဲပြန်ဆက်စစ်တနေ့ရှိတဲ့ခါကျတော့ဒီခါလေကျတော့မထင်မှပဲနဲ့တနေရာဖြစ်နေကြောက်ရတယ်နော်ဖူးရလေယောဂများရချီတော့ကလည်းလှိကတိကနေချိုးကြတော့ညမနဲ့ဆိုရင်9 နာရီလောက်အောက်ထဆင်းနဲ့ချိုးကြတာ
အဲ့ဒါတကြည့်တဲ့လူတွေကအပေါ်တက်မနေသင့်ဘူးအဲ့ဒါကိုသတိမထားမိဘူးအဲ့ဒါချောကြပြီးတော့ခင်ကြတော့ခြေတော့ခွဲလိုက်ရတယ်ခွဲလိုက်ရတော့ခွဲတော့ကောင်းတော့ကောင်းတယ်ဒါပေမဲ့လေပြဿနာကဒီခြေတော့က blood circulation နေတဲ့ခြေတော့ဒီဖြစ်နေတဲ့ခါကျတော့ thrombosis vein thrombosis အဲ့ဒီ blood clot တီးလေးတွေကနေ circulation ပြန်တဲ့ခါကျတော့ heart နှလုံးသွားတဲ့ခါကျတော့ဒီနှလုံးမှာတော့ပိတ်ဆို့နိုင်တယ်အဲ့ဒါကြောင့်ဟိအဲ့တော့နှလုံးရောဂါဖြစ်နိုင်တယ် blood clot အဲ့တော့ဒီမှာဒီတချမ်းကြီးပိတ်ဘယ်တချမ်းနာကျင်နော်ဒီအလေးလည်းနာဒီကောင်းလည်းနာအဲ့ရနှလုံးရောဂါရဲ့တရံလက္ခဏာတွေပေါ့နော်ဒီလက်တွေလည်းထုံးကျင်တွန့်ကဲဖြတ်ဒီလက်ဘယ်အထူးသဖြင့်ဘယ်အဲ့ဒါတွေလည်းရှိသေးတယ်အဲ့တော့ဒီစိတ်ယုံကနေပါလုပ်ပြီးလဲဆိုတော့သွေးကြဲစီ anticoagulant အဲ့ဒီသွေးကြဲစီထိုးပြီးထားတယ်ပေါ့ကွာအဲ့ဒါလည်း3 လရှိမယ်ပြီးခဲ့တဲ့ ဧပြီလ23 ရက်နေ့ကနေထိုးထားတာဇူလိုင်လမှာပြန်စစ်ရမယ်ဟိပြန်စစ်ပြီးတော့ခကြတယ်သွေးခဲလာနောက်တစ်ခါကျဘလို့ချင်းနေရှိလဲဘာလဲညာလဲအဲ့ဒါမျိုးအဲ့ဒါလည်းစစ်ရမှာတမျိုးအခုဒီလဲတမျိုးအတက်ကလည်း80ရှိနေလို့ကွာယောဂဘောင်းလည်းတော့ချုပ်ထောင်အဲ့လိုကင်ဆာယောဂဖြစ်လိုက်တော့ကိုယ်ထွက်သွားတော့ပဲဟိုတော့ကျမ်းမာလို့တောင်းတင်းတယ်2024ခုနှစ်လောက်ထိကျမ်းမာကြီးကောင်းတော့ပေါ့အဲ့ဒီဝိတ်ပါလိမအလေးတွေပါလိမစကော့တီထိုင်တော့ပုံ140အထိထိုင်အခုကျတော့ပုံ140မပြောနဲ့20တောင်မှမနေအဲ့လိုမျိုးဘာမှမမနိုင်ဘူးဘာလို့လဲဆိုတော့ဒီဘက်တခြားနှလုံးရောဂါဆိုတော့ဘယ်ဘက်ကမကောင်းအဲ့တော့ကျမကြီးကလက်တော့ပဲအဲ့တော့ပုံတင်တို့ရေကျမကြီးကောင်းတော့နိုင်မလို့ရှက်ပေါ်လာခုလုတ်တာပဲဒါပေမဲ့ဖြစ်တာနဲ့ကျမကြီးကောင်းရတဲ့တချို့အန္တရာယ်သမားတွေလည်းကင်ဆာဖြစ်လို့ဖြစ်အဲ့လိုမျိုးကင်ဆာကတော့ကြောက်နေရတယ်ကင်ဆာတော့စားတော့ကြမို့ကင်ဆာဖြစ်ကြတာပဲများတယ်ဟေးအဲ့ဒါမျိုးကင်ဆာမဖြစ်အောင်လို့ကိုစင်ကျင်မတာရင်ကောင်းမယ်အဲ့ဒီအကြောင်းဖူကြီးအကျံပိလဲပါတယ်ခင်ဗျာတော့ပါပဲခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်